you forget who I am? နေရာဒီဆိုလို့ရှိရင်ကျွန်တော်ငယ်ကအမတ်တရားတစ်ခုပြန်ပြောပြခြင်းတယ်ဗျငယ်ကဘာလဲဆိုတော့ကျွန်တော်maybe 9တန်းလောက်ဖြစ်မယ်ပေါ့နော်9တန်းလောက်မှာတော့ကျွန်တော်နေရာဒီပိတ်ရဆိုရင်နေရာဒီတင်တန်းနေရှိရပေါ့နော်ဒါပေမဲ့ကျောင်းကနေပြီးတော့မှ recommend လုပ်တဲ့တင်တန်းတွေလည်းရှိတယ်လို့ကိုယ့်ကိုယ်ကိုစုံစမ်းပြီးတော့တွားတက်ရတဲ့တင်တန်းတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့ထဲမှာကျွန်တော်စိတ်ဝင်စားတော့ကျွန်တော်ဘောလုံးတင်တန်းတက်ခဲ့တာလေးပေါ့နော်ဘောလုံးတင်တန်းတက်ခဲ့တော့ကျွန်တော်ပထူခွင်းမှာတော့ကျွန်တော်မန်လေးပထူခွင်းမှာကျွန်တော်တို့ဒီပထူခွင်းရပဲဆရာ2ယောက်တင်ပေးတယ်ပေါ့နော်တင်ပေးတော့ကျွန်တော်မနေ့ဆိုလို့ရှိရင်6နာရီလောက်ကို9နာရီလောက်ထားပြီး6နာရီလောက်ကိုသွားတယ်ပေါ့နော်ဟို6ခွဲလောက်ရောက်တယ်9နာရီဆိုစတယ်8ခွဲ9နာရီဆိုပြီးပြီပေါ့နော်အဲဆိုပြန်လာတယ်ဆိုတော့မတ်ရကျွန်တော်9တန်းဆိုတော့2000နဲ့မှဟိုလောက်ဖြစ်မယ်ဗျ2000နဲ့မှ6ခွန်လောက်ပေါ့နော်2006ခွန်ဝန်းကျင်လောက်ဖြစ်မယ်ဆိုတော့အဲ့မှာဆိုလို့ရှိရင်အဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့စပိန်စီးတက်ပြီပေါ့နော်စပိန်စီးတက်ပြီဆိုစပိန်နဲ့သွားတယ်အရင်ပထမစသွားတဲ့အချိန်တော့အဖေကလိုက်ပို့တယ်ပေါ့နော်အဖေကလိုက်ပို့တယ်ဒါမှမဟုတ်ဘာညတော့ကျွန်တော်ကိုစပိန်နဲ့သွားတယ်တော့ဘောလုံးတင်တန်းတွေမှာတက်ပြီးတော့အဲ့မနက်ခင်းပိုင်းဆိုရင်ပြီးပြီးပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်ကတဲမပြန်ဘူးအဲ့တင်တန်းတင်ချင်းတွေအကုန်လုံးနဲ့အဲ့ဘတ်ထူးဝင်းဒီ82လမ်းပေါ်ပါထမင်းတုပ်ဆိုင်လေးရှိတယ်ဒီကျွန်တော်ထွက်ချင်းဝင်ပေါက်ဘေးကက်ရက်လေးမှာထမင်းတုပ်ဆိုင်လေးရှိတယ်အဲထမင်းတုပ်ဆိုင်မှာကျွန်တော်ကအမြဲတမ်းစားတယ်မနက်တိုင်းစားတယ်ကျွန်တော်ထမင်းတုပ်အရင်ကြိုက်တဲ့လူဆိုတော့အဲထမင်းတုပ်ကိုကျွန်တော်ခါလေးကျရင်2ပွဲလောက်စားခြင်းတယ်ဒါပေမဲ့မိုးပါတာ1ပွဲစားလောက်ပဲပါတာဆိုတော့ကျွန်တော်1ပွဲစားတယ်ကျွန်တော်အရင်တော့ကြက်သွန်ပြူလုံးဝမကြိုက်ဘူးကလေးပေါ့တော့ဒါပေမဲ့အဲ့ဆိုင်မှာကျွန်တော်ကြက်သွန်ပြူနဲ့အဲထမင်းတုပ်ကမြေပဲကြော်လေးတွေနဲ့တွဲပြီးစားတာခုချိန်လေးတည်ကြတော့မယ်အဲ့လိုမျိုးဆိုတော့အဲ့ဒါတော့အမှတ်တရပဲပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့မှကျွန်တော်တစ်နှစ်တက်လိုက်တယ်တက်ပြီးသွားတဲ့အချိန်မှာမမေရကျွန်တော်ဘောလုံးတင်တက်တဲ့နှစ်ကအဲ့တစ်နှစ်ပဲရှိလိုက်တယ်ပေါ့နော်အဲ့တစ်နှစ်ပဲရှိပြီးတော့မှအဲ့တစ်နှစ်မှာဘောလုံးတင်တဲ့ကလေးတွေကိုပြိုင်ပွဲတစ်ခုပေါ့နော်အဲ့ရွာဘက်ကပြိုင်ပွဲတစ်ခုမှာကျွန်တော်တို့တော့ပြိုင်ခိုင်းနေပေါ့တော့ပြိုင်ခိုင်းတော့ကျွန်တော်ပြိုင်ပွဲဝင်လူရွေးမဲ့နေ့မှာကျွန်တော်ဘာဖြစ်လဲဆိုတော့မတိုင်ရင်တရက်မှာကျွန်တော်အိမ်မှာခြေခောက်ပြီးတော့ခြေခောက်တာဟိုလိုခောက်တာမဟုတ်ဘဲနဲ့ဒီရှေ့ကခြေမကအဲ့လိုအုတ်ခဲနှက်ခဲကြတဲ့ညက်ပြီးတော့မှခောက်ပြီးတော့ရောင်တာပေါ့နော်အဲ့ခြေမကဘာဖြစ်လဲဆိုတော့ဘောလုံးထိလို့မရတော့အဲ့ခြေမကျွန်တော်ဘောလုံးသမားမဖြစ်ဖို့ကံပါလာတာပေါ့နော်ဆိုတော့အဲ့မှာလူရွေးပဲလုပ်တဲ့အချိန်မှာကျွန်တော်ခြေမကြီးရင်းရောင်တဲ့ခါကျကျွန်တော်ခွင့်ယူပြီးတော့မသွားလိုက်ဘူးပေါ့နော်အဲ့ချိန်ကလည်းကျွန်တော်စိတ်ထဲမှာထင်တာလေတင်းနှန်းသားတွေအကုန်ပါမယ်ဆိုတော့လူရွေးစရာတော့မလိုဘူးပေါ့နော် first line ရွေးရဆိုတော့ကျွန်တော်အရင်လေးပဲထည့်မယ်လို့တော့ထင်ထားတာဒါပေမဲ့အဲ့နေမှာရွေးတော့ကျွန်တော်ကဒီ6ရက်လေချိန်မရက်လေရောင်းတဲ့ဒီ2ဆလောက်ရောင်းတဲ့ချိန်မရက်ဘလို့မှထိလို့ကိုမရတာဖက်နှက်သေးကိုကျွန်တော်6ကထည့်လို့မရဘူးတော့မသွားတော့ဘူးဆိုပြီးတော့ပဲအိမ်မှာပဲနေလိုက်တာပေါ့နော်ဆိုတော့နေလိုက်တော့နောက်ရက်ကျတော့လူရေးပြီးသွားကြမယ်သွားကဲ့ကြမယ်ဆိုတော့သွားတော့ဘယ်ကိုသွားလဲဆိုတော့စပိန်နဲ့ပဲသွားကြတယ်ကျွန်တော်တို့ဒီ12လမ်းတဲ့ဆင်းနေပေါ့ဆင်းပြီးသွားရင်ကျွန်တော်တို့တာယိုရောက်တယ်တာယိုကနေမှတစ်ချက်ကျွန်တော်တို့ဒီမြောက်ဖက်တဲကိုဆက်သွားလိုက်လို့ရှိရင်ညောင်ခွဲဆိုတာရောက်တယ်ညောင်ခွဲကနေမှကျွန်တော်တို့ဒီသူ့ရဲ့တာယိုကနေဆင်းပြီးတော့ဟိုဘက်ကျွန်တော်တို့ AR မြစ်ထဲမှာပေါ့နော်ဒီလိုကျုံးစုလိုဟာမျိုးရှိအဲ့ထဲမှာရှိတဲ့ရွာတွေကိုသွားရွာနာမည်တော့ကျွန်တော်မေ့သွားပြီအဲ့ရွာမှာသွားပြီးဘောလုံးပြိုင်ပွဲကိုသွားပြီးတော့ပြိုင်တယ်ဆိုတော့စုတော့ရကြတယ်ဗျဒါပေမဲ့ကျွန်တော်ကကျတော့နေတိုင်းလိုက်တယ်ဗျကျွန်တော်ကထည့်ကင်မလားပေါ့နော်ဒါပေမဲ့သူတို့ကလည်းလူရွေးပြီးတော့မှဟိုမှာလူစရင်ကပေးပြီးသွားတာဆိုတော့ကျွန်တော်ကမပါဘူးကျွန်တော်လည်းမသိဘူးဒီဟာဟိုပါမယ်ထင်ပြီးတော့ပဲကျွန်တော်ဝတ်စုံအပြည့်ပေါ့နော်ပြည့်နေစပိန်နဲ့လိုက်သွားတာဒါပေမဲ့ကျွန်တော်အဲ့တုန်းကတင်တန်းလူတွေမှာတော်တော်လေးကောင်းတဲ့လူတွေရှိတယ်တကယ်လည်းမိုက်တဲ့လူတွေရှိတယ်ကျွန်တော်တို့ကျတော့ဒီကွင်းကြီးမှာကန်နေတဲ့လူတွေဆိုတော့တကယ်ကိုမိုက်တယ်တကယ်လည်းကောင်းတယ်ဒါပေမဲ့ဟိုမှာကျတော့ကွင်းကြီးမဟုတ်တော့လေကွင်းထဲမှာကျွန်တော်ကဝလုံးချောင်းနဲ့တင်ကိုးတိုင်းနေပိုင်းနဲ့တခြားလောက်ထားတဲ့ကွင်းမျိုးဆိုတော့ကွင်း site ကတော့မပြည့်ဘူးဗျာဒါပေမဲ့ကွင်းကြီးနေပါပဲဆိုတော့ကန်ကြတာပေါ့နော်ကန်ကြတော့စု
တတိယလားဒုတိယလားမသိရတယ်လို့တော့ပြောတယ်ကျွန်တော်သိချမသိဘူးစုဝေးပွဲတော့ကျွန်တော်မလိုက်တော့ဆိုတော့3-4ရက်လောက်ကျွန်တော်ပြိုင်ပွဲရှိတဲ့နေ့မှာသွားတော့ပျော်စရာကြီးဗျာဒီလေဟိုစပိန်အနေနဲ့အုပ်စုလိုက်ကြီးဘောလုံးဝစ်စုံအလုံးဝယူနီဖောင်းပြည့်ကလေးဘွားဆိုတော့ယူနီဖောင်းပြည့်နဲ့စပိန်အနေနဲ့အုပ်လိုက်ကြီးကျွန်တော်ရောက်20နီးပါးလောက်ရှိတာကိုသွားကြတော့ဟိုမှာကျတော့ဆရာတွေကကျတော့ကြိုရောက်နေပြီသားစောင့်နေပြီသားကျွန်တော်တို့ကကျတော့နောက်ကနေကိုသူရတူရလေးဆွပြီးလာတာပေါ့နော်လာတော့လဲရောက်ကိုကန်ပြီးသွားပြီဆိုလို့ရှိရင်ညနေ3-4နာရီဆိုရင်ပြန်ကြတယ်တရက်ကကျတော့မမရမိုးတွေရွာတယ်မိုးတွေရွာတော့လမ်းမှာမိုးဝင်ခိုးတာဘာညာလှုပ်သေးတယ်ဒါပေမဲ့လည်းမိုးရွာလို့ရှိရင်မိုးကြီးချိုးခြင်းတဲ့စိတ်ကတော့မပြောက်တော့ကြတော့ကျွန်တော်စပိန်နဲ့ပဲပြန်လာလိုက်တယ်ပေါ့နော်မိုးကြီးစိုးခံပြီးတော့ဆိုတော့အမတ်တရတွေတော့ပြောစရာတော့အများကြီးပဲပေါ့နော်အဲ့ခက်ကာလာလဲကျွန်တော်တို့ဖုန်းတွေမသုံးရဘူးဆိုတော့ဖုန်းတွေလည်းမရှိဘူးဆိုတော့ကျွန်တော်တို့အတွက်ကကျတော့ကိုကာယာနဲ့ရှင်းပြပြီးကစားတဲ့ကစားနည်းတွေကကျွန်တော်တို့အတွက်ကတော့အဖို့ပဲပြောစရာပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေပါအဲ့ဒါလေးဒီကပြောပြတာပါငယ်ကအမှတ်တရလေးမှာကျွန်တော်ဘောလုံးကန်ခဲ့ရတဲ့အမှတ်တရကတော့ဟိုကျွန်တော်တော်မေးလို့မရတဲ့အမှတ်တရလေးပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပထမဆုံး content အနေနဲ့ကျွန်တော်ငယ်ကအကြောင်းလေးကိုအမှတ်တရတစ်ခုပေါ့နော်အမှတ်တရတွေအများကြီးတည်းမှာအမှတ်တရတစ်ခုပြန်ပြောပြတာပေါ့ဆိုတော့နောက် video တွေနောက် content တွေမှာလည်းဘာအကြောင်းအလေးပြောပြမလဲဆိုတော့ကျွန်တော်ဒီအကောင့်လေးကို subscribe လုပ်ပြီးတော့ like လေးလုပ်ထားပေးခဲ့ပါ note လေးတွေ on ထားပေးပါကျွန်တော်တစ်ချက်ထပ်ပြီးတော့ပြောပြပါမယ်ပေါ့နော်နောက်ထပ်ပါလေးတွေထပ်ပြီးတော့ကျွန်တော်ပြောသိချင်တဲ့အကြောင်းအရှိလည်းပြောလို့ရတယ်ဗျာကျွန်တော်သိတဲ့အပိုင်းကကျွန်တော်ကျွမ်းကျင်တဲ့နယ်ပယ်ကနေပြီးတော့မှကျွန်တော်ပြန်ပြီးတော့ suggestion လုပ်လို့ရတဲ့ဟာမျိုးဆိုလည်းရှင်လည်းပြောပြပေးမယ်ကျွန်တော်မသိတဲ့အကြောင်းအဆိုလို့ရှင်လည်းကျွန်တော်စာတွေပါဖတ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ကျေးဇူးပါ